ပြီးရင်တစ်ခါကူးဆက်ပြီးသွားရင်လည်းသူကအချိန်ပေါင်းများစွာထပ်ပြီးတော့ခန္ဓာကိုယ်မှာ reinfection ထပ်ကူးဆက်နိုင်တယ်ဆိုတာကိုသိဖို့လိုပါတယ်ဒါကြောင့်ကို့မှာ syphilis တစ်ခါကူးဆက်ခံပြီးသွားပြီကုသမှုယူပြီးသွားပြီဆိုရင်နောက်လုံးဝထပ်မဖြစ်နိုင်တာမျိုးမဟုတ်ပါဘူးနောက်ထပ် reinfection တွေအများကြီးထပ်ဖြစ်နိုင်ပါတယ်ဒါကြောင့်အားလုံးပဲမင်္ဂလာပါဒေါက်တာဇွန်ပါအရေးပြအလှပနဲ့မျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရပဲဖြစ်ပါတယ်ရှင်ကျွန်မကဒီကာလယောဂပိုးဆိုင်ရာဗီဒီယိုမှာပထမဗီဒီယိုအနေနဲ့ကြတော့လင်ရနဲ့တဆင်ကူးဆက်တဲ့mode of transmission ကိုမဟုတ်ဘဲနဲ့ဒါအမေကနေကလေးကိုကူးတဲ့ congenital syphilis တွေနောက်တခြားသောဒီ open source တွေကိုတိုက်ရိုက်ထိတွေ့မိရနေကူးတဲ့ mode of transmission တွေကိုအဓိကအလေးထားပြီးတော့ဆွေးနွေးပေးခဲ့တာဖြစ်ပါတယ်။ကဲဒီနေ့မှာတော့ကျမတို့ကကာလယောဂပိုးက one of the most common sexual transmitted infection ဖြစ်ပါတယ်။လင်ရတဆင့်ကူးဆက်တဲ့အရေးပြားယောဂတွေမှာအဖြစ်အများဆုံးသောကူးဆက်ယောဂမှုတစ်ခုဖြစ်ပါတယ်။အဓိကအဖြစ် Treponema pallidum လို့ခေါ်တဲ့ bacteria ပိုးကခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးတော့ဒါကျမတို့ခန္ဓာကိုယ်စတင်ပြီးတော့တိုက်ခိုက်မှာဖြစ်ပါတယ်အဲ့တော့စောစောစီးစီးသိလင်မြန်ကုလေကျမတို့ကျမ်းမာရေးအတွက်စိုးရိမ်စရာကိစ္စတွေအများကြီးမဖြစ်နိုင်ပေမဲ့လည်းလုံးဝမကုတာပဲနေမယ်ဆိုရင်အချိန်ကြာလာနေမြကျမတို့ရဲ့ခန္ဓာကိုယ်အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိဒုက္ခပေးနိုင်တဲ့ဘက်တီးရီးယားရောဂါပိုးတစ်ခုလည်းဖြစ်ပါတယ်နောက်တစ်ခုက syphilis ကကျမတို့ဒါကျမ်းမာရေးmedical terms အရဆိုရင် Great Britain လို့ခေါ်တဲ့အရန်ဟန်ဆောင်ကောင်းတဲ့ယောဂပိုးတစ်ခုအနေနဲ့လည်းတင်စားခေါ်ဝေါ်ခြင်းရှိပါတယ်ဒီတော့ဒီ syphilis လို့ခေါ်တဲ့ကာလတယောဂပိုးလေးကိုဘာလို့ကျမတို့ကGreat Britain လို့ခေါ်တဲ့ဟန်ဆောင်ရန်ကောင်းတဲ့ဒါလှည့်စားအရန်လှည့်စားတဲ့ပေါ့နော်ယောဂပိုးတစ်ခုဖြစ်ကျမတို့တင်စားလဲဆိုရင်ကာလတယောဂပိုးကကျမပြောပြမယ်ဆိုရင်သူ staging အားဖြင့်အဲ့တော့ခန္ဓာကိုယ်ကိုဒီအရေပြား cells တွေကနေဝင်ရောက်မှုကနေတဆင်ကျမတို့ရဲ့နောက်ဆုံးပေါ့ဒီ nervous system လို့ခေါ်တဲ့ nerve ကြောဆိုင်ရာတွေကိုထိခိုက်နိုင်တဲ့အထိအသက်အန္တရာယ်ကိုဆုံးရှုံးသွားနိုင်တဲ့အထိအန္တရာယ်ပေးနိုင်တဲ့ဒီ bacteria ပိုးလေးဟာအကျဉ်းချုပ်ရမယ်ဆိုရင်အဆင့်၄ဆင့်ရှိပါတယ်အဆင့်၄ဆင့်ကိုကျမတို့ဘယ်လိုခွဲထားလဲဆိုရင်ပထမဦးဆုံးအဆင့် primary ဒုတိယအဆင့် secondary တတိယအဆင့်ဖြစ်တဲ့ latent phase တွေနဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ tertiary stage ဆိုပြီးကျမတို့၄ဆင့်ခွဲပါတယ်ပထမဦးဆုံး primary stage ကိုကျမတို့သွားပါမယ် primary stage ကတော့ဒီကာလသားယောဂပိုးလေး Treponema pallidum bacteria တွေကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုစဝင်သွားပြီး2ပတ်ကနေ3လအတွင်းမှာပြမယ်လက္ခဏာတွေဖြစ်ပါတယ်ကျမတို့ဗဇန်နာတဝိုက်တွေနောက်ဒီ private parts လို့ခေါ်တဲ့အမျိုးသမီးအင်္ဂါအမျိုးသားအင်္ဂါနာတွေပေါင်ကြံနာတွေစီးကုံပေါ်တွေပြီးရင်ကျမတို့ annex လို့ခေါ်တဲ့ဒီစအိုနာတဝိုက်တွေမှာနာကျင်မှုလုံးဝမရှိဘဲနဲ့အပေါ်ရန်ဒီအရေပြားရဲ့ surface ကိုပေါ့နော်ဖုဖောင်းပြီးတော့ထွက်နေတဲ့ရှန်ခါလိုမျိုးအနာလေးတွေပေါ်လာတတ်ပါတယ်သူ့ရဲ့ထူးခြားတဲ့ဝိသေသကတော့သူကအလဲမှာအချိုက်လိုပုံစံလေးပါပါတယ်အဲ့ဒီရှန်ခါလေးတွေစပေါ်နေပြီဆိုတော့ဒါဒီကာလာယောဂပိုးဝင်နေတဲ့ဒါ primary stage ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်အဲ့ဒီအဆင့်တွေကဒါလူတဦးနဲ့တဦးကူးစက်နိုင်မှုအမြင့်ဆုံးအချိန်တွေဖြစ်ပါတယ်အဲ့ဒီလိုအချိန်မှာစောစောစီးစီးကာလာယောဂပိုးလေးကိုကိုယ်ခန္ဓာကိုယ်ထဲမှာတွေ့မယ်ဆိုရင်တော့ကုသမှုယူမယ်ဆိုရင်တော့တခြားသောအသက်အန္တရာယ်ကိုထိခိုက်နိုင်တဲ့အထိဖြစ်သွားစရာမလိုပဲနဲ့ကျမတို့ကုသမှုယူနိုင်မှာပဲဖြစ်ပါတယ်။ဘာကုသမှုမှမယူဘူးဆိုရင်လည်းသူကသူ့ဘာသာသူပဲပြန်ပြီးတော့ခန္ဓာကိုယ်ကနေပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့ပျောက်ကွယ်ပြီးတော့3လကျော်သွားပြီဆိုရင်တော့သူတို့ဟာ secondary stage ကိုကူးပြောင်းသွားပြီပဲဖြစ်ပါတယ်။ဒီတော့ secondary stage လို့ခေါ်တဲ့ဒီဒုတိယအဆင့်တွေကတော့ကာလာသားယောဂပိုးကိုခန္ဓာကိုယ်ရဲ့ဝင်တဲ့တစ်လကနေတစ်နှစ်အတွင်းမှာပြတတ်တဲ့ stage ပဲဖြစ်ပါတယ်။အဲ့လို stage တွေမှာဆိုရင်တော့ကျမတို့ကခန္ဓာကိုယ်အနှံ့အပြားမှာ rush တွေထွက်လာတာထူးဆန်းတာကအဲ့ rush တွေကတိတ်ရားရနာမျိုးမဖြစ်တတ်ပါဘူးဒါပေမဲ့တယောက်နဲ့တယောက်ခန္ဓာကိုယ်ပေါ့နော်ဒီ rush ထွက်တဲ့ပုံချင်းမတူတတ်ပါဘူးတခါတလေကျရင်ကျမတို့ကဒါဓာတ်မတည့်တဲ့နှင်းခုပုံစံမျိုးတွေနဲ့လဲတွားတူတတ်တဲ့တေးသေးလေးတစ်ခုနှစ်ခုပြတတ်တာမျိုးရှိသလိုခန္ဓာကိုယ်အလှိုက်ပေါ့နော် generalized rush ထွက်တာမျိုးလည်းရှိတတ်ပါတယ်သူ့ရဲ့အရန်ကို significant ပေါ့တိတာထင်ရှားတဲ့ rush ကတော့ခြေဖွားနဲ့လက်ဖွားတွေမှာ rush ထွက်တာပါအနီအဖုအဖုလေးတွေထွက်ပြီးတော့ရားရံမှုလည်းလုံးဝမရှိတာတော့ဒါသူ့ရဲ့ characteristic features ပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျမတို့ကဒီကောင်ကိုကာလတယောဂပိုးကျမတို့က Great Britain ပေါ့တကယ်ဟန်ဆောင်ရမ်းကောင်းတဲ့ပိုးအဖြစ်သတ်မှတ်ရခြင်းဟာသူ့ရဲ့တချို့သော symptom တွေကယာတီတုပ်ကွေးလိုမျိုး symptom တွေနဲ့အရန်တူတတ်ပါတယ်သူကအပူကြီးတာနည်းနည်းဖျားခြင်းတလိုလိုလေးဖြစ်တယ်ခန္ဓာကိုယ်ကနှုံးတယ်အစားစားခြင်းစိတ်နှဲတယ်အဲ့လိုလက္ခဏာတွေကယာတီတုပ်ကွေးတွေနဲ့မှားတတ်တာဖြစ်တဲ့အတွက်တခါတလေကျရင်ကိုယ့်ဘက်ကိုယ်ပဲအဖျားပြောက်စေးလေးဝယ်တောက်ပြီးတော့တတ်တာသွားတာမျိုးတွေရင်ဆိုင်ရတဲ့အခါမှာဒီယောဂါကိုကျမတို့က miss out ဖြစ်သွားတတ်ပါတယ်
နောက်ပြီးရင်တချို့တော့အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်သပင်ကျွတ်တာတွေကိုလည်းဒီယောဂပိုးတွေကပေးစွမ်းနိုင်ပါတယ်အဲ့တော့ hair locks တွေအရန်ဖြစ်လာတာမျိုးပါပုံမှန်ထက်သပင်တွေပိုကျွတ်လာတာပြီးရင်တစ်ခါတလေကျရင်သပင်ကျွတ်နှုံးကပြင်းထန်သွားတဲ့အခါမှာဥယျာဉ်ပြားမှာသပင်အကွက်လိုက်လေးတွေကျွတ်လာတာမျက်ခုံးမွေးလေးတွေကျွတ်လာတာမုတ်စိတ်မွေးနေရလိုမျိုးမှာဒီအမွေးလေးတွေကျွတ်လာတာမျိုးကိုလည်းသူကတွေ့ရလေးရှိပါတယ်အဲ့လို hair loss pattern တွေရလေတစ်ခါတလေမှာဒီ alopecia areata လို့ခေါ်တဲ့သပင်အကွက်လိုက်ကျွတ်ခြင်း immune system မမှန်ကြောင့်သပင်အကွက်လိုက်ကျွတ်ခြင်းနဲ့မှားယွင်းတတ်ပါတယ်ဒီလိုလက္ခဏာတွေဖြစ်လာပြီဆိုရင်လေကာလတယောဂပိုဟုတ်မဟုတ်ဆိုတာစစ်ထုတ်ပေးဖို့လိုတာကိုကျမတို့ကသတိထားဖို့လိုပါတယ်နောက်တစ်ခုကတော့ကျမတို့ကဒီ moist area ပေါ့ခန္ဓာကိုယ်ရဲ့ဆူတတ်တဲ့နေရာတွေဖြစ်တဲ့ပေါင်ချံကြားတွေတင်မားတွေပြီးရင်ကျမတို့ဒီလိုမျိုးလေပင်အောက်နေရာလိုမျိုးရဲ့ lymph node တွေက swollen ဖြစ်လာတာပေါ့နော် lymph node တွေရောင်လာတာမျိုးတွေခံစားရပါတယ်တခါကျရင်တချို့ကပချိတ်ရောင်လာလို့ပဲထင်ကောင်းထင်မယ်ဒါမှမဟုတ်ဖျားလို့ဒီလိုမျိုးအကျိတ်တွေပြိုရင်ကျိတ်တွေရောင်လာလို့ထင်တတ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခါလေဒါဟာကာလာသားယောဂပိုးရဲ့လက္ခဏာတွေဖြစ်နေတတ်တယ်ဆိုတာကိုကျွန်မသတိထားစီချင်ပါတယ်ဒါကတော့ secondary stage မှာကျမတို့ရင်ဆိုင်ရနိုင်တဲ့ sign and symptom တွေပဲဖြစ်ပါရှင်။နောက်တစ်ခုအနေနဲ့ကတော့သူကရှန့်ခါလို့အနာမျိုးတွေထပ်ပေါ်လာတာမျိုးတော့မဟုတ်ပေမဲ့ဒီပေါ့ကျမတို့ဒီပေါင်ချံလိုနေရာတွေအမျိုးသားအင်္ဂါအမျိုးသမီးအင်္ဂါလိုနေရာတွေဂျိုင်းအောက်တွေမှာဒီကြွက်နို့နဲ့ခက်ဆင်ဆင်တူတဲ့အနာလိုအဖက်လေးတွေအများကြီးဖြစ်လာတတ်ပါတယ်။ဒါကလည်းဒါကာလတယောဂပိုးလေး secondary stage ကိုရောက်နေပြီဆိုတာပြသတဲ့ sign ထဲမှာပါပါတယ်ရှင်အဲ့ဒါလေးလည်းသတိထားစေချင်ပါတယ် secondary stage ကယောဂပိုးဝင်ပြီးတော့ဒါတစ်နှစ်အတွင်းမှာပြနေတဲ့လက္ခဏာတွေကိုကျွန်မကဖော်ပြပေးသွားတာဖြစ်ပါတယ်အဲ့ဒီလက္ခဏာလေးတွေကိုလည်းဒီလိုပဲ Great Pretender ပေါ့ဟန်ဆောင်ကောင်းတဲ့ bacteria ပိုးဖြစ်တဲ့အတွက်ကျွန်မတို့ကဒီကာလတယောဂပိုးလို့မထင်လိုက်ဘူးတခြားသောကုသမှုလေးနဲ့ပဲပြီးသွားတယ်ဆိုရင်ဒီကောင်လေးကဒီလိုပဲသူ့ဘာသာသူငြိမ်သွားပါပြီကျွန်မတို့ခန္ဓာကိုယ်ထဲမှာပုံကွဲပြီးတော့သူကနောက်ဆုံးမှာ latent phase လို့ခေါ်တဲ့တတိယအဆင့်ကိုရောက်သွားပြီပဲဖြစ်ပါတယ်ဒီအဆင့်မှာဆိုရင်တော့ကာလတယောဂပိုးတွေကကျမတို့ခန္ဓာကိုယ်မှာသူကဘာဆိုင်ရန်စင်တောင်မှမပြတော့ပါဘူးမပြတော့ဘဲနဲ့ကျမတို့ခန္ဓာကိုယ်ထဲမှာပဲသူကပုံရှိုးကွယ်ရှိုးနေပြီးတော့ဆယ်စုနှစ်တစ်ခုကြာတဲ့အထိဘာလက္ခဏာမှမပြဘဲငြိမ်လေးနေမှာပဲဖြစ်ပါတယ်တတိယအဆင့်ဒီ latent syphilis တွေကိုဒါကြောင့်ကျမတို့က hidden stage လို့လည်းခေါ်ပါတယ်ပုံရှိုးကွယ်ရှိုးနေပဲဘာလက္ခဏာမှမပြဘဲငြိမ်လေးနေတဲ့ stage ကနေဆယ်စုနှစ်တစ်ခုလောက်ကြာသွားတဲ့အချိန်မှာတော့နောက်ဆုံးအဆင့်ဖြစ်တဲ့ tertiary stage ကိုကူးပြောင်းသွားပြီပဲဖြစ်ပါတယ်ဒီ tertiary stage ကတော့ကျမတို့ရဲ့အသက်အန္တရာယ်ကိုအဓိကချိန်ချောက်တဲ့အဆင့်ကိုရောက်နေပြီဖြစ်ပါတယ် tertiary stage ကိုကျမအဆင့်3ဆင့်ပြန်ခွဲပေးပါမယ် gametes syphilis cardiovascular syphilis နဲ့ neurosyphilis ဆိုပြီးကျမတို့3ခုခွဲပါတယ် gametes syphilis ကတော့ကျမတို့ရဲ့အရေပြားတွေအယိုးတွေအသည်းတွေမှာပထမဦးဆုံးကာလတယောဂါပေါ်တော့ဖြစ်ခဲ့တဲ့ရှန့်ခါလို့အဖုအကျိတ်တရားအရေပြားတွေအယိုးတွေနဲ့အသည်းတွေမှာသွားပြီးတော့ဖြစ်ပေါ်တော့မှာပဲဖြစ်ပါတယ်။ cardiovascular syphilis ကတော့နှလုံးရဲ့အဆိုရှင်တွေနှလုံးသွေးကြောနေရာတွေမှာဒီကာလတယောဂပိုးကတိုက်ခိုက်ပြီးဖြစ်တဲ့အတွက်နှလုံးသွေးကြောကျဉ်းတာအဆိုရှင်တွေပျက်စီးတာတွေကိုစတင်ရင်ဆိုင်ရပြီးဖြစ်ပါတယ်။ neurosyphilis ကတော့ကျမတို့ရဲ့ဒီအုံနောက်ပိုင်းဆိုင်ရာ nervous system တစ်ခုလုံးကိုဒီပိုးတွေကဝင်ရောက်ပြီးတော့ဖျက်ဆီးတော့မှာဖြစ်ပါတယ်ဒါကြောင့်အုံနောက်အမေးပါရောင်တာလေဖြတ်တာ speech disorder လို့ခေါ်တဲ့စကားပြောရတာခက်ခဲတာအတိတ်မေ့ယောဂမျိုးရတာ mental disorder လို့ခေါ်တဲ့စိတ်မူမမှန်ခြင်းဆိုင်ရာပြဿနာတွေကိုရင်ဆိုင်ရတာပြီးရင်ကျမတို့ကမျက်လုံးအာရုံတွေချုပ်ရင်းသွားတာအကြားအာယုံတွေချုပ်ရင်းသွားတာမျိုးတွေကိုစတင်ရင်ဆိုင်ရတာမျိုးအပြင်ကိုအုံနှောက်ကျုပ်တဲ့ယောဂတွေပါဖြစ်ပွားနိုင်ပြီဖြစ်ပါတယ်ဒီတော့ကာလယောဂပိုးရှိမရှိကိုဘယ်လိုဆက်ထုတ်မလဲကတော့ကျမတို့က serological test လို့ခေါ်တဲ့သွေးစစ်ခြင်းနဲ့ပဲအဓိကသိနိုင်ပါတယ်သွေးစစ်တဲ့အခါမှာ VDRL လို့ခေါ်တဲ့ကာလယောဂပိုးကိုခန္ဓာကိုယ်ကတိုက်ထုတ်ထားတဲ့ antibody ရှိမရှိစစ်ဆေးခြင်းကိုစစ်ဆေးနိုင်တဲ့အပြင်ပေါ့နော်အဲ့ text အပြင်ကျမတို့က Treponema pallidum လို့ခေါ်တဲ့ bacteria ပိုးခန္ဓာကိုယ်ထဲကိုဝင်ထားတာဟုတ်မဟုတ်သိနိုင်တဲ့ text နှစ်ခုပေါင်းပြီးစစ်ဆေးမှသာမှန်ကန်တဲ့အဖြေကိုရမှာဖြစ်ပါတယ်မှန်ကန်တဲ့အဖြေကိုရပြီးတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဒီယောဂပိုးလေးဘယ်အချိန်ကဝင်နေလဲဆိုတဲ့ sexual history ကိုဒါပွင့်ပွင့်လင်းလင်းနဲ့ဆရာဝန်နဲ့တေချာဆွေးနွေးတိုင်ပင်ရမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ရတော့၎င်းဒီကာလတယောဂပိုးလေးဘယ်အချိန်မှာဝင်လိုက်တယ်ဆိုတာကိုမသိဘူးဆိုရင်တော့ကျမတို့ကကုသမှု plan ကိုဒါ late latent phase ပေါ့နော်ပထမဒုတိယအဆင့်တွေမဟုတ်တော့ဘဲနဲ့တတိယအဆင့်အနေနဲ့ပဲကုသမှုပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်မသတိပြုစေချင်တာကကာလတယောဂပိုးဟာကုသလို့ရပါတယ်ဘက်တီးရီးယားပိုးဖြစ်တဲ့အတွက်ဘက်တီးရီးယားကိုတတ်တဲ့ antibacteria
ဒီလိုမျိုးပေါ့ antibacterial strain ကလည်းကျမတို့စီမှာပေါ်ပြီးသားပဲဖြစ်ပါတယ်ဒါကြောင့်စောစောတိလေမြန်ကုလေကျမတို့အကျိုးမရုပ်လေဆိုတာကိုသတိထားစေချင်ပါတယ်ရှင်အဲ့တော့ဒီနေရာမှာကျမကကုသမှုအနေနဲ့ကျမတို့ကကာလာတယောဂါပိုးတစ်ခုကိုပထမအဆင့်ဖြစ်တဲ့ primary stage မှာပဲကျမတို့မိတယ်ပေါ့နော်တတိစစ်ဆေးမိတယ်ပေါ်တယ်ဆိုရင်ကုသမှုကဒါpenicillin G လို့ခေါ်တဲ့ benzyme penicillin G 2.4 million unit ကိုတ dose တည်းထုတ်ရုံနဲ့လုံလောက်မှာဖြစ်ပါတယ်ဒါပေမဲ့ပိုးကောင်ကြီးအရေးအတွက်ပေါ်မူတည်ပြီးတော့ဝင်တဲ့အချိန်ပေါ်မူတည်ပြီးတော့ဆရာဝန်တွေရဲ့ဒီ dosage တွေပြောင်းလဲနိုင်ပါတယ်ကျွန်မကအရေးပြားနဲ့အလှပရေးရာဆိုင်ရာဆရာဝန်တစ်ယောက်အနေနဲ့ public ကိုဒါပြနိုင်တဲ့လောက် treatment plan ကိုပြောရဲဆိုပေမဲ့ကိုတကယ်ကိုစေခံသွားပြတဲ့အခါမှာကိုယ့်ရဲ့သက်ဆိုင်ရာဆရာဝန်နဲ့စနစ်တကျဆွေးနွေးပြီးတော့လိုအပ်တဲ့ကုသမှုကိုယူဖို့လည်းတိုက်တွန်းချင်ပါတယ်တကယ်လို့ပေါ့နော်ဒီမှာတော့ primary stage မှာပဲအဆင့်1မှာပဲကာလာတယောဂါပိုးမိတယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာသွေးစစ်တဲ့အခါမှာလည်းကာလာတယောဂါပိုးလေးမရှိဘူးဆိုတဲ့အဖြေအထီကိုရအောင်သွားနိုင်မှာဖြစ်ပါတယ်မမိခဲ့ဘူးဒုတိယအဆင့်မှာမိတယ်ဆိုရင်တော့ကျမတို့ကခုနလိုပြောတဲ့ဒီဘန်ဆိုင်ပန်နက်ဆန်လင်ထိုးဆေးတွေကတစ်ကြိမ်သို့မဟုတ်3ကြိမ်ထိလိုနိုင်ပါတယ်3ကြိမ်ထိထိုးခဲ့တာအောင်မှအဲ့ဒါကို2ကြော့ပြန်တော့ထိုးရတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကတော့ကျမတို့သုံးဆွဲတဲ့ဆေးဝါးတွေအလိုက်ခန္ဓာကိုယ်ရဲ့ response အလိုက်ဖြစ်ပေါ်တဲ့ပြီးတော့ခံစားနေရတဲ့လူနာရဲ့ practice ပေါ့နော် sexual behavior အလိုက်ကျမတို့နည်းနည်းလေးကွဲပြားသွားမှာပဲဖြစ်ပါတယ်တကယ်လို့များကျမခုန tertiary stage မှာပြောခဲ့တဲ့ neurosyphilis လို့ခေါ်တဲ့ nervous system attacking လုပ်တဲ့ကာလာတယောဂါပိုးခံစားနေရပြီဆိုရင်တော့ကျမတို့ကဒီဘန်ဆိုင်ပန်နက်ဆလင်တွေကိုအသားထိုးဆေးနဲ့မရတော့ပါဘူးဒါအကျော်ဆေးသွင်းရတော့မှာဖြစ်ပါတယ်အဲကြရင်ဆေးရုံတက်ပြီးတော့ကုသမှုယူရမှာဖြစ်ပါတယ်တေချာစနစ်တကျကုသမှုယူမှသာပျောက်ကင်းသက်သာမှာဖြစ်ပါတယ်နောက်တစ်ခုက congenital syphilis မှာတော့ကျမကအမေရနဲ့ကလေးကိုကူတဲ့ကာသယောဂါပိုးတွေမှာမိခင်တွေကိုဝင်ဆောင်တဲ့အခါမှာဘယ်လိုကုသမှုယူသင့်တယ်ကလေးလေးကိုလည်းဘယ်လိုကုသမှုပေးခဲ့ရဲဆိုတာတော့ပထမဗီဒီယိုမှာအပြည့်အစုံရှင်းလင်းပြောကြားထားပြီးဖြစ်လို့ဒါကိုသိချင်တဲ့လူတွေအနေနဲ့တော့ပထမဗီဒီယိုကြည့်ဖို့တိုက်တွန်းလိုပါတယ်ရှင်ဒီကာလာသယောဂါပိုးကိုကုသမှုအနေနဲ့အသုံးပြုရတဲ့ဘန်ဆိုင်ပန်နက်ဆန်လင်ထိုးတဲ့အခါမှာ GHR reaction ဆိုတာကပထမထိုးချင်းရက်မှာဖြစ်တတ်ပါတယ်ဒါကတော့တခြားသောထူးထူးခြားခြား reaction မျိုးမဟုတ်ပါဘူးဆေးထိုးပြီး24နာရီအတွင်းမှာနည်းနည်းဖျားကျင်တာကိုပူကျင်တာနောက်ပြီးတော့ချမ်းတုံဖျားလိုပုံစံမျိုးဖြစ်ချင်တာခေါင်းထဲနဲ့ကြိုက်တာနောက်ပြုတ်အန်ကျင်တာမျိုးတွေနည်းနည်းဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီ symptom တွေက24နာရီနဲ့48နာရီအတွင်းမှာပဲပျောက်ကင်းသက်သာသွားမှာဖြစ်ပါတယ် GHR reaction လို့ခေါ်ပါတယ်ဖြစ်ရိုးဖြစ်စဉ် reaction တစ်ခုပဲဖြစ်ပါတယ်ရှင်ကျွန်မကဒီဗီဒီယိုမှာကြတော့ကာလာယောဂါပိုးဖြစ်တဲ့သူဟာ HIV လို့ခေါ်တဲ့ခုခံအားကျဆင်းတဲ့ယောဂါတွေနဲ့ related ရှိလားမရှိလားကိုကျွန်မတစ်ချက်ပြောချင်ပါတယ်ကာလာသားယောဂါပိုးရှိတဲ့လူအများစုဟာကျမတို့ပေါ့နော်ဒီဆေးစစ်ချက်တွေအရာကျမတို့ရဲ့ဒီမှတ်တမ်းတွေအရာကြည့်လိုက်မယ်ဆိုရင်ကာလာယောဂါပိုးရှိတဲ့လူဟာပုံမှန်လူနဲ့ကာလာယောဂါပိုးမရှိတဲ့သူနဲ့ရှင်လိုက်ရင် HIV ကူးစက်နိုင်တဲ့ကူးစက်နိုင်နှုန်းက2ဆအထိမြင့်တက်နိုင်တာပဲဖြစ်ပါတယ်။ဒါအပြင်တခြားသောလျှံတဆင့်ကူးစက်တဲ့ယောဂါတွေဖြစ်တဲ့ gonorrhea လို့ခေါ်တဲ့စီးပူညောင်းကျယောဂါတွေနောက် chlamydia တွေနောက် genital warts လို့ခေါ်တဲ့ကြွက်နို့တွေဖြစ်နိုင်ခြင်းလည်းမြင့်တက်နေတာပဲဖြစ်ပါတယ်။အဲ့ထဲမှာကာလာသားယောဂါမှုကို tertiary syphilis လို့ခေါ်တဲ့ဒါကျမတို့ပေါ့နောက်ဆုံးအဆင့်ထိမှရောက်သွားတဲ့ကာလာယောဂါကိုခံစားနေရတဲ့သူတွေဆိုရင် HIV နဲ့ related ဖြစ်တာ90%လောက်ရှိနိုင်တယ်ဆိုတာကိုသိစေချင်ပါတယ်။ကာလာယောဂါပိုးကာကွယ်နည်းအနေနဲ့ကတော့တန်လင်တန်မယားစနစ်ကိုကျင့်သုံးတာတော့အကောင်းဆုံးပါပဲတကယ်လို့မိမိက multiple sexual partner ကိုယ့်ရဲ့ဒီ sexual partner တယောက်ထပ်ပို့ပြီးရှိနေမယ်ဆိုရင်တော့ condom ကိုစနစ်တကျမှန်မှန်ကန်ကန်အသုံးပြုဖို့လိုပါတယ် condom အသုံးပြုပေမဲ့လေတခါတလေကာလာသယောဂါပိုးရဲ့ bacteria ပိုးတွေပြတဲ့နေရာဟာ condom ရဲ့အလွန်နေရာတွေမှာဖြစ်နေတတ်ပါတယ်ဒါဆိုရင်တော့ကာလာသယောဂါပိုးကူးစက်နေနိုင်တယ်ဆိုတာကိုတော့သတိထားစေချင်ပါတယ်ရှင်အဲ့တော့မိမိအနေနဲ့ကsexually active ပေါ့ဒီလိင်ပိုင်းဆိုင်ရာအရာကိုဟာလိင်မှုကိစ္စမှာပျော်ပါတတ်တဲ့လူဖြစ်တဲ့လိင်ဆန်းဆန်ပေါ်တယောက်ထပ်ပို့ပြီးရှိနေတယ်ဆိုရင်တော့တစ်နှစ်တစ်ခါကာလာသယောဂါပိုးရှိမရှိကိုစစ်ဆေးသင့်ပါတယ်ရှင်နောက်တစ်ခုကတော့ကို့မှာကာလာသယောဂါပိုးကကာကွယ်ဆေးမရှိပါဘူးပြီးရင်တစ်ခါကူးစက်ပြီးသွားရင်လည်းသူကအကြိမ်ပေါင်းများစွာထပ်ပြီးတော့ခန္ဓာကိုယ်မှာ reinfection ထပ်ကူးစက်နိုင်တယ်ဆိုတာကိုသိဖို့လိုပါတယ်ဒါကြောင့်ကို့မှာ syphilis တစ်ခါကူးစက်ခံပြီးသွားပြီကုသမှုယူပြီးသွားပြီဆိုရင်နောက်လုံးဝထပ်မဖြစ်နိုင်တာမျိုးမဟုတ်ပါဘူးနောက်ထပ် reinfection တွေအများကြီးထပ်ဖြစ်နိုင်ပါတယ်ဒါကြောင့်စနစ်တကျကွန်ဒုံးသုံးတာပြီးရင်ကိုယ့်ရဲ့ဒီလိင်ဆက်ဆံပေါ်ကတယောက်ထက်အများရှိနေမယ်ဆိုရင်တော့ဒါတစ်နှစ်တစ်ခါအနည်းဆုံးကာလာသယောဂါပိုးရှိမရှိကိုအများနဲ့စစ်ဆေးနေသင့်ပါတယ်နောက်တစ်ခုကကို့မှာကာလာသယောဂါပိုးရှိခဲ့ပြီဆိုရင်ကိုနဲ့အတူနေတဲ့ကိုရဲ့အတူနေချစ်သူကိုလည်းဒီကိစ္စကိုပြောပြပေးရမှာဖြစ်ပါတယ်အတူနေချစ်သူကလည်းအတူတကွဆေးစစ်ပြီးတော့သူ့မှာလည်းကာလာသယောဂါပိုးရှိတယ်ဆိုရင်နှစ်ယောက်လုံးဒါအတူတူကုသမှုယူမှဒါတဦးနဲ့တဦးပြန်လဲကူးစက်တဲ့ reinfection ကူးစက်နှုန်းကိုကျမတို့ရှော့ချနိုင်မှာပဲဖြစ်ပါတယ်အရေးကြီးဆုံးကတော့ကာလာသယောဂါပိုးကုသနေတဲ့
ကာလအတွင်းမှာလိန်ဆက်ဆံခြင်းကိုရန်နာထားရပါမယ်လိန်ဆက်ဆံခြင်းကိုဒါမရန်နာထားဘူးဆိုရင်ကာလယောဂပိုးတွေကလိုတဦးနဲ့တဦးကူးဆက်ပြီးတော့ဖြန့်ဝေနေမှာပဲဖြစ်ပါတယ်ဒါလေးကိုတော့အဓိကထားပြောပြချင်ပါတယ်ရှင်ဒီနေ့ဗီဒီယိုလေးကတော့ဒါ Great Pretender လို့ခေါ်တဲ့လှည့်စားမှုအကောင်းဆုံး bacteria ပိုးဖြစ်တဲ့ကာလယောဂပိုးအကြောင်းကိုတေချာလေးကျွန်မရှင်းရှင်းလင်းလင်းပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီကာလယောဂပိုးဟာမြန်မြန်ကုလေစောစောတိလေကျန်းမာရေးအတွက်အများကြီးအထောက်အကူဖြစ်တာမို့လို့တတိထားဆင်ခြင်နိုင်ဖို့အတွက်တင်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုစလေအဆုံးကြည့်ရှုတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်တရားလှပသောနေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေဒေါက်တာဇွန်ပါ